မင်္ဂလာပါဒီကနေ့ဇူလိုင်လ21ရက်အင်္ဂါနေ့အတွက် Voice of Federal ကရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဇန်လိုင်ထွန်းပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်အနေနဲ့အရက်သားပြည်သူတွေကိုနေ့စဉ်ရက်ဆက်လေကြောင်းကနေဘုံကျဲတက်ဖြတ်နေတဲ့အာဏာသိမ်းစစ်တပ်ကိုပြည်သူတရက်လုံးသာမကပဲသူတို့ပေါ်ယုံကြည်လေးစားတဲ့အဖွဲ့အစည်းတွေပုဂ္ဂိုလ်တွေနဲ့နေမြေချင်းထိစပ်နေတဲ့မိဖက်အဖွဲ့အစည်းတွေနဲ့အတူလက်တွဲတုံ့ပြန်သွားမယ်လို့အာရခတပ်တော် AA ကဇူလိုင်လ19ရက်နေ့မှာထုတ်ပြန်လိုက်တယ်လို့သတင်းရရှိပါတယ်။အဲ့ဒီထုတ်ပြန်ချက်ကစစ်တပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်အရက်သားတွေထိခိုက်သေးဆုံးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ AA နဲ့နှီးစပ်တဲ့သတင်းရင်းမြစ်တူပြောတာကတော့ရခိုင်ပြည်နယ်အတွင်းကြန့်ရှိနေတဲ့မြို့နယ်တွေကိုဆက်လက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့နေဆက်ဒေသတွေကစစ်ကောင်စီစခန်းတွေကိုလည်းဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ပြောပါတယ်။လက်ရှိမှာတိုက်ပွဲတွေနေ့စဉ်နှိပ်ပါဖြစ်ပွားနေပြီးရှေ့ဆက်ပုံမပြင်းထန်လာနိုင်တယ်လို့ဆိုပါတယ်။စစ်တပ်ကအာဇာနည်နေ့ဖြစ်တဲ့ဇူလိုင်လ19ရက်တရက်ထဲအတွင်းမှာပဲရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မအီတန်တွဲနဲ့ပုံနာကျွန်းဒေသတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သား9ဦးသေဆုံးပြီးတန်ဃာတော်3ပါးအပါအဝင်လူ29ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့AA ဘက်ကထုတ်ပြန်ထားပါတယ်။သေဆုံးဒဏ်ရာရသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်12ဦးလည်းပါဝင်တယ်လို့သိရပါတယ်။အာရခတပ်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခပြောတာကတော့ပြည်သူတွေကိုနေ့စဉ်ဘုံကျဲတက်ဖြတ်နေတာကစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်ပြီးငြိမ်းချမ်းရေးကိုဥတီတဲ့လုပ်ရမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။တကယ်ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုရင်အရက်သားတွေကိုတိုက်ခိုက်နေတာတွေရပ်တန့်ပြီးလက်တွေ့ကျတဲ့ငြိမ်းချမ်းရေးလုပ်ရက်တွေကိုပြသဖို့လိုတယ်လို့လည်းဆိုပါတယ်။ AA ကလက်ရှိရခိုင်ဒေသမှာဂျက်တိုက်လေယာဉ်တွေနဲ့ကင်းထောက်လေယာဉ်တွေကိုအရင်ကထက်ပိုမိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်လာတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့အသိပေးထားတယ်လို့သိရပါတယ်။ HDCO ရဲ့ထုတ်ပြန်ချက်အရ2026ခုနှစ်ပထမ6လအတွင်းရခိုင်ပြည်နယ်မှာစစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အရက်သား83ဦးသေဆုံးပြီး189ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ပြင်မနာမြို့နယ်အာဟာရဒုက္ခဈေးတောင်ဘက်တထေးကုန်းကျေးရွာအဝင်မှာတည်ရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ထုကိုအာနာသိန်းစစ်တပ်ရဲ့လက်ပါစီလူတစုကရိုက်ခွဲပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်ဒေသခံတွေရဲ့ပြောကြားချက်အရဇူလိုင်လ18ရက်မနက်အစောပိုင်း2နာရီခွဲလောက်မှာလူ15ယောက်ထက်မနည်းပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကကြောက်ဖောက်ဆက်တွေပေါက်တူးတွေယူဆောင်လာပြီးတထေးကုန်းကျေးရွာအဝင်ကဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ထုကိုဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာလက်နက်ကင်ထားတဲ့လူ10ယောက်ခန့်ကလည်းရုပ်ထုပတ်ဝန်းကျင်မှာလုံခြုံရေးယူပေးထားခဲ့ပြီးအပြင်လူတွေမကတ်နိုင်အောင်လို့စောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ဒေသခံတချို့ပြောတာကတော့အဲ့ဒီအဖွဲ့ကအချိန်တိုတွင်းရုပ်ထုကိုထိခိုက်ပျက်စီးအောင်လှုပ်ဆောင်ပြီးပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ပြောပါတယ်။ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ရုပ်ထုကအကြီးအကျယ်ပျက်စီးသွားခဲ့ပြီးအနီးပတ်ဝန်းကျင်မှာလည်းဖျက်ဆီးရမှာအသုံးပြုခဲ့တဲ့အမိုက်ကြံတချို့ကျန်ရစ်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ထုတည်ရှိရာအနီးပတ်ဝန်းကျင်မှာကြမ်းခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီထောက်ခံသူတွေအများပြားရှိနေတဲ့အတွက်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသခံအများစုကထုတ်ဖော်ပြောဆိုဖို့တောင်စိုးရိမ်နေကြရတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိသက်ဆိုင်ရာအဖွဲ့အစည်းတွေစီကအခုဖြစ်စဉ်နဲ့ပတ်သက်တဲ့တရားဝင်ရှင်းလင်းချက်ထုတ်ပြန်ထားတာမရှိသေးဘူးလို့သိရပါတယ်။အာဏာသိမ်းစစ်တပ်ကအခုလိုဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုဖျက်ဆီးတာကပထမဆုံးအကြိမ်မဟုတ်ဘဲပြီးခဲ့တဲ့ဇူလိုင်လ15ရက်နေ့ညပိုင်းကလည်းမန္တလေးတိုင်းစင်ကူးတကောင်းနဲ့မိုးကုတ်မြို့နယ်တွေကဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုဖျက်ဆီးယူဆောင်သွားခဲ့တယ်လို့ဇူလိုင်လ1ရက်နေ့ညပိုင်းမှာလည်းရန်ကုန်တိုင်းတောင်ကလာပါမြို့နယ်သူမင်္ဂလာပန်းခြံနဲ့တာဂေတာမြို့နယ်မြကန်တာပန်းခြံမှာရှိတဲ့ဗိုလ်ချုပ်ကျေးရုပ်ထုတွေကိုဖြိုချဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုနေရာအနှံ့မှာဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေဇက်တိုက်ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေကြောင့်ပြည်သူတွေကြားစိုးရိမ်မှုတွေမြင့်တက်နေတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့အနီးထိတိုက်ပွဲတွေဖြစ်ပွားလာပြီးတဲ့နောက်စစ်ကောင်စီတပ်ကအရေးပါတဲ့နေမြေတွေလက်လွတ်မခံရရေးအတွက်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ကူတွေအသုံးပြုပြီး
အသေးအတန်ခုခံကာကွယ်နေရတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။စစ်ကောင်စီတပ်ကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ပုံနာကျွန်းမြို့နယ်ကိုပြန်လည်ထိုးစစ်ဆင်နိုင်မှုအတွက်စစ်တွေမျိုးကနေတဆင့်စစ်ကြောင်းတွေနဲ့တန်ကြပ်ကာရင်တွေကိုမင်းချောင်းတရားအနီးထိပို့ဆောင်ကစစ်ရေးပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေကစစ်တွေမျိုးအထွက်ရေချမ်းပြင်ကြေးရွာဘက်မှကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်တိုက်ပွဲတွေပြင်းထန်လာပြီးစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုလာရတယ်လို့သိရပါတယ်။ CDN ဗိုလ်ကြီးဇင်ရောပြောတာကရေချမ်းပြင်လမ်းစုံကို AA ဘက်ကထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်စစ်တွေမျိုးနဲ့စစ်ကောင်စီတပ်စခန်းတွေရဲ့ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားနိုင်တဲ့အတွက်စစ်တပ်အနေနဲ့စစ်တွေမျိုးကိုရသမျှနီးလန်းနဲ့ကာကွယ်နေရတဲ့အခြေအနေဖြစ်လာတယ်လို့ပြောပါတယ်။လက်ရှိမှာ AA တပ်ဖွဲ့တွေကစစ်တွေမျိုးနယ်အတွင်းရွှေမင်းကန်ဂန်းကော်ကျွန်းနဲ့အမြင့်ကျွန်းစားတဲ့နေရာတွေကနေတဆင့်စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်ထိန်းချုပ်နေပြီးနာယီကန်နဲ့ကြားမတောက်စားတဲ့နေမြေတွေထိထိုးဖောက်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရေချမ်းပြင်ကြေးရွာကစစ်တွေမျိုးရဲ့အရေးကြီးတဲ့ဗန္ဒူးလာလမ်းစုံနဲ့တမိုင်ခန့်သာကွာဝေးပြီးတက်ကယ်ပြင်အခြေဆိုင်နပခအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါဖိအားပေးနိုင်တဲ့အနေအထားထိရောက်ရှိလာတယ်လို့စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။ဇူလိုင်လ18ရက်နေ့ကရရှိထားတဲ့သတင်းအချက်အလက်တွေအရရေချမ်းပြင်နဲ့ကြက်တော်ပြင်ဒေသတွေမှာလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေသလိုAA ဘက်ကစစ်ကောင်စီတပ်နေရာတွေကိုဝိုင်းရံပိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ရေချမ်းပြင်ဒေသမှာတော့စစ်ကောင်စီတပ်ရဲ့တပ်မတော်စေယုံတာဆာရစက်ခွန်မြင်းဆောင်100ထောက်ပံ့တဲ့ပို့ဆောင်ရေးတရင်ထပရ88နဲ့ခလာရ290တို့အခြေစိုက်ထားပြီးတိုက်ပွဲတွေကအဲ့ဒီတပ်စခန်းတွေအနီးထိကိုရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။စစ်တွေမျိုးပတ်ဝန်းကျင်မှာတိုက်ပွဲတွေမပြင်းထန်ခင်ဇူလိုင်လ23ရက်နဲ့14ရက်နေ့တွေမှာစစ်တွေမျိုးအခြေစိုက်ဒါကဆရဲတပ်ရင်း12နဲ့ခလာရ20တို့ကAAထိန်းချုပ်တဲ့နေမြေတွေဘက်ကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်တိုက်ပွဲတွေမြို့နီးထိရောက်ရှိလာချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုပုံမအသုံးပြုလာပြီးဇူလိုင်လ15ရက်နေ့မှာပေါတောမြို့နယ်ဇူလိုင်လ19ရက်နေ့မှာပုံနာကျွန်းမြို့နယ်တို့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့မြို့နယ်တချို့မှာ73စီရရှိမှုအခက်အခဲတွေဖြစ်ပေါ်နေပြီးစီဆိုင်အများစုမှာဓာတ်ဆီရောင်းချဖို့မရှိတော့တဲ့အခြေအနေရောက်ရှိနေကဒီဇယ်စီကိုပဲရောင်းချနေရတယ်လို့သတင်းရရှိပါတယ်။ဇူလိုင်လ20ရက်မနက်ပိုင်းအခြေအနေအရတာချီလိတ်မြို့မှာရှိတဲ့စီဆိုင်ကြီး73ဆိုင်အနက်အများစုမှာဓာတ်ဆီလက်ကျန်မရှိတော့ဘဲဒီဇယ်ကိုသာရောင်းချနိုင်တော့တယ်လို့သိရပါတယ်။တချို့စီဆိုင်တွေမှာဓာတ်ဆီမရရှိတော့တဲ့အတွက်အသည့်ပေးစာတွေကတ်ထားသလိုတချို့ဆိုင်တွေကလည်းရောင်းချမှုရပ်နားထားတယ်လို့ဒေသခံတွေကပြောပါတယ်။တချို့ဆိုင်တွေကဓာတ်ဆီရောင်းမှုမရှိတော့ဘူးဆိုပြီးစာတောင်ထောင်ထားတယ်။တချို့ကလက်ခါပြနေတယ်။တချို့ကတော့ပိတ်ထားတယ်လို့တာချီလိတ်မြို့မှာရှိတဲ့ရက်ကွက်နေပြည်သူတို့ကပြောပါတယ်။လက်ရှိတာချီလိတ်မြို့မှာစီပန့်ဈေးရဓာတ်ဆီ1လီတာကို38ဘတ်ခန့်သတ်မှတ်ထားပေမဲ့ပြင်ပဈေးကွက်မှာတော့1လီတာကိုဘတ်100ကနေဘတ်120အထိမြင့်တက်လာနေတယ်လို့သိရပါတယ်။73စီပြက်လက်မှုကြောင့်တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေထိခိုက်လာနေပြီးဒီဇယ်အသုံးပြုတဲ့တာချီလိတ်ကျိုင်းတုံပြေးဆွဲနေတဲ့ Express ကားတွေကတော့ဆက်လက်ပြေးဆွဲနေစေဖြစ်ပြီးခရီးသည်တအုပ်ကိုဘတ်360ဝန်းကျင်ကောက်ခံနေတယ်လို့သိရပါတယ်။ဒါပေမဲ့မိုင်းတုံနဲ့မိုင်းဆက်ဘက်ကဓာတ်ဆီအသုံးပြုတဲ့မော်တော်ယာဉ်အများစုကစီဝယ်ယူလို့မရတော့တဲ့အတွက်ပြေးဆွဲမှုရပ်နားထားရတဲ့အခြေအနေတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိဓာတ်ဆီဈေးနှုန်းတွေကကျိုင်းတုံမြို့မှာ1လီတာကိုကျပ်9000ခန်းအထိရောက်ရှိနေပြီးမိုင်းဆက်နဲ့မိုင်းတုံဘက်မှာတော့ကျပ်6000ခန်းအထိမြင့်တက်နေကတစ်ကြိမ်ဝယ်ယူရမှာလဲပမာဏကန့်သက်ထားတယ်လို့သိရပါတယ်။ဓာတ်ဆီပြက်လက်မှုကဇူလိုင်လ12ရက်နေ့ကလာအိုဘက်ကိုတည်ဆောင်သွားမဲ့စီမောင်ကိုဆက်လီတချို့ဖမ်းဆီးခံရပြီးတဲ့နောက်ထိုင်းနိုင်ငံဘက်ကနေမြန်မာနိုင်ငံဘက်ကိုစီတင်သွင်းမှုလျှော့ချလာတဲ့အတွက်ဖြစ်ပေါ်လာတာလို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကနေဝင်ရောက်လာတဲ့73စီပေါ်အားထားနေရတဲ့ရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာအခုလိုစီပြက်လက်တဲ့အတွက်တည်ယူပို့ဆောင်ရေးကုန်သွယ်ရေးနဲ့ဒေသခံတွေရဲ့နေ့စဉ်သွာလာရေးတွေမှာအခက်အခဲတွေပုံမဖြစ်ပေါ်လာစေနိုင်တယ်လို့
သိရပါတယ်။73စီရောင်းချရေးကော်မတီဘက်ကတော့စီပြက်လက်မှုမဖြစ်စေရေးအတွက်ဆောင်ရွက်နေပြီးလက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲတွေမကြာမီပြန်လည်အဆင်ပြေသွားမယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းမြိုင်မြို့နယ်အတွင်းကိုအာဏာသိမ်းစစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေတဲ့အတွက်ကြေးရွာပေါင်း20ကျော်ကဒေသခံပြည်သူ1000ခွဲဝန်းကျင်ခန့်ကအိုးအိမ်ဆွန့်ခွာပြီးဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသတင်းရရှိပါတယ်။ပခုက္ကူမြို့အခြေစိုက်အမှတ်101ခြေလင်တပ်မဌာနချုပ်ကနေထွက်ခွာလာတဲ့အင်အား400ကျော်ပါတဲ့စစ်ရင်တန်းနဲ့စစ်ကြောင်းကဇူလိုင်လ23ရက်နေ့မှာပေါင်းမြို့နယ်ထောက်ရှာပင်ကြေးရွာဘက်ကနေတဆင့်မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ကနက်ကြေးရွာဘက်ကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက်မှာအကြမ်းဖက်စစ်တပ်ကဒေသခံပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေပြုလုပ်ခဲ့ပြီးအနည်းဆုံးပြည်သူ9ဦးသေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါအပြင်ဇူလိုင်လ19ရက်နေ့မှာဘောတုံကြေးရွာနဲ့တန်ချောင်းကြေးရွာကြားမှာဒေသခံပြည်သူ12ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကကနက်လက်ခုပ်ပင်ကိုင်းတော်မညောင်ကုန်းနဲ့ထန်းငယ်တော်ကြေးရွာတွေကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့အိုင်းမဝရင်ချိုင်ကျွဲတွင်းစိတ်သက်ဝါကြီးတော်ဂွေကုန်းမကြီးကုန်းနဲ့ကွန်လက်ကြေးရွာတွေမှာလည်းနေအိမ်တွေကိုမှွေနှောက်ရှာဖွေကပြည်သူပိုင်စားနပ်ရိက္ခာတွေအိမ်သုံးပစ္စည်းတွေထွန်ဆက်နဲ့မော်တော်ယာဉ်တွေကိုယူဆောင်သွားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။စစ်တပ်စစ်ကြောင်းကိုဝိုင်းအိတ်နဲ့ဝိုင်းတွဲစစ်ထောက်ပို့လေယာဉ်တွေအသုံးပြုပြီးရိက္ခာနဲ့ဆက်လက်နဲ့ပစ္စည်းတွေကိုလေကြောင်းကနေပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိအဲ့ဒီစစ်ကြောင်းကဘောတုံတန်ချောင်းကိုင်းရိုးနဲ့မကြီးစုကြေးရွာတွေမှာတက်ဖြတ်နေရာယူထားပြီးစစ်ရေးအခြေအနေတွေကြောင့်ကြေးရွာ20ကျော်ကဒေသခံပြည်သူ1000ခွဲဝန်းကျင်ကစစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မိုးစက်တိုက်ရွာသွန်းနေတဲ့အတွက်စစ်ဘေးရှောင်ပြည်သူတွေကနေထိုင်ရေးစားနပ်ရိက္ခာနဲ့ကျန်းမာရေးအခက်အခဲတွေကြုံတွေ့နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံအနေနဲ့တရုတ်မြန်မာနယ်စပ်ဒေသမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေပေါ်ဖိအားပေးမှုတွေဇက်တိုက်လှုပ်ဆောင်လာနိုင်ပြီးမြန်မာပြည်တွင်းရေးအပေါ်နီလန်းမျိုးစုံနဲ့ဝင်ရောက်ပတ်သက်မှုတွေပြုလုပ်လာနိုင်တယ်လို့ဒေါက်တာတေဆာဆန်းကသတိပေးပြောကြားလိုက်ကြောင်းသတင်းရရှိပါတယ်။ဇူလိုင်လ20ရက်နေ့လယ်ပိုင်းမှာပြုလုပ်တဲ့တီးတန့်အင်တာဗျူးတစ်ခုမှာဒေါက်တာတေဆာဆန်းကတရုတ်နိုင်ငံမြန်မာအရေးပေါ်ဩဇာလွှမ်းမိုးမှုနဲ့အနာဂတ်နိုင်ငံရေးအခြေအနေတွေကိုသုံးသပ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒေါက်တာတေဆာဆန်းကတရုတ်မြန်မာနယ်စပ်ဒေသမှာအခြေစိုက်လှုပ်ရှားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကပထဝီဝင်ရတရုတ်နိုင်ငံနဲ့နီးကပ်စွာဆက်နွယ်နေကြပြီးနေ့စဉ်စားဝတ်နေရေးအတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေလျှက်စစ်တအားအင်တာနက်နဲ့အခြားဝန်ဆောင်မှုတွေမှာတရုတ်ဘက်အကူမှီခိုနေရတဲ့အခြေအနေတွေရှိနေတယ်လို့ပြောပါတယ်။တရုတ်နယ်စပ်မှာရှိကြတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကပထဝီဝင်အရနယ်မြေချင်းထိစပ်နေတာပါ။နေ့စဉ်ဘဝအတွက်လိုအပ်တဲ့စံစီစားကားအစအင်တာနက်နဲ့လျှက်စစ်အထိတရုတ်နိုင်ငံနဲ့မကင်းတဲ့ဆက်နွယ်မှုတွေရှိနေပါတယ်။အဲ့ဒီအတွက်တရုတ်နိုင်ငံမှာဩဇာရှိတယ်ဆိုတာအားလုံးသိကြပါတယ်။အထူးသဖြင့် FPNCC အဖွဲ့တွေနဲ့ပတ်သက်ရင်တရုတ်မှာမြန်မာအရေးအတွက်အင်အားကြီးတဲ့ကိရိယာတွေရှိနေပါတယ်လို့ဒေါက်တာတေဆာဆန်းကပြောပါတယ်။တရုတ်နိုင်ငံကကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကိုလိုချင်တဲ့နိုင်ငံရေးရလဒ်တွေရရှိစေဖို့နီလန်းအမျိုးမျိုးအသုံးပြုပြီးချော့တက်လက်ဖိအားပေးတက်လက်ဆောင်ရွက်လာနိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။ဒါက PSLF TNLA တပ်ဖွဲ့တွေပေါ်သားမဟုတ်ဘဲအနာဂတ်မှာတရုတ်မြန်မာနယ်စပ်မှာရှိတဲ့တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်းအလားတူဖိအားပေးမှုတွေပြုလုပ်လာနိုင်တာကိုကြိုတင်စဉ်းစားထားဖို့လိုအပ်တယ်လို့ဒေါက်တာတေဆာဆန်းကပြောပါတယ်။သူကမြန်မာနိုင်ငံရဲ့ပထဝီအနေအထားကြောင့်အိမ်နီးချင်းနိုင်ငံတွေရဲ့ဩဇာတက်ရောက်မှုတွေကရှောင်လွဲလို့မရတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီးအဲ့ဒီအခြေအနေတွေကိုနားလည်ကရင်ဆိုင်နိုင်ဖို့တော်လှန်ရေးအင်အားစုတွေနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်လိုသူအားလုံးမှာတာဝန်ရှိတယ်လို့ဆိုပါတယ်
လက်တလောမှာတော့နေပြည်တော်မှာရှိတဲ့ရွှေစံအိမ်ဟိုတယ်မှာစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲဒီတွေ့ဆုံမှုမှာစစ်ကောင်စီဘက်ကငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တွေတက်ရောက်ခဲ့တယ်လို့ PSLF TNLA ဘက်ကလည်းဒုတိယဥက္ကဋ္ဌတစ်တာချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာတရုတ်နိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံတွေရဲ့သဘောထားနဲ့လှုပ်ဆောင်ချက်တွေကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်ကောင်စီကြားဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေပေါ်တက်ရောက်မှုရှိလာနိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်နေကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းပြီးဥရုချောင်းရီမြင့်တက်လာတဲ့အတွက်မြို့မှာငပြောတော်ကြောက်ဝိုင်းအေးမြတာယာမော်ဝမ်းမရှိကထောင်စမ်းကြွယ်လုံးခင်ဖားပြင်အောက်လန်းနမဖြစ်မန်မုံစံပြကျေးရွာအပါအဝင်ရက်ကွက်နဲ့ကျေးရွာအများပြားရင်းနှင်းမြုပ်ကရေဘေးအန္တရာယ်ဆိုးဝါးစွာကြုံတွေ့နေရတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။ဇူလိုင်လ18ရက်နေ့ကစပြီးမိုးတဲထန်စွာဇက်တိုက်ရွာသွန်းခဲ့တဲ့အတွက်ဥရုချောင်းရီမြင့်တက်လာသလိုတောင်ကျချောင်းရီတွေပါပေါင်းဆက်ဝင်ရောက်လာပြီးရေအတက်မြန်ခဲ့တာလို့သိရပါတယ်။လက်ရှိချိန်ထိရေပြန်မကျသေးပဲဖားကန့်မြို့နယ်တွင်နေရာအများစုမှာရေကြီးနစ်မြုပ်နေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မော်ဝမ်းရက်ကွက်မှာနေထိုင်သူတဦးပြောတာကမိုးကအခုထိမတိတ်သေးဘူးလူတွေလည်းတော်တော်ဒုက္ခရောက်နေကြတယ်အိမ်ယာတွေကအစအကုန်ဆိုကုန်တယ်ရေကထက်တက်လာတာမြန်လုံးတော့အိမ်တိုင်းလိုပစ္စည်းတွေပြောင်းရွှေ့ဖို့အချိန်မရခဲ့ဘူးစားစရာတွေလည်းဆိုပြီးပျက်စီးကုန်တယ်လို့ပြောပါတယ်။ရေကြီးနစ်မြုပ်မှုတွေအပြင်ဖားကန့်ဒေသမှာမြေပြိုမှုတွေပါဖြစ်ပေါ်နေပြီးတချို့နေရာတွေမှာနေအိမ်တွေမျောပါပျက်စီးတာတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိရေဘေးသင့်နေရာတချို့မှာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ပြီးရေအခြေအနေဆိုးဝါးနေတဲ့နေရာအများစုကိုတွာလာရခက်ခဲတဲ့အတွက်အကူအညီပေးနိုင်ခြင်းမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ရေကြီးမှုကြောင့်အိမ်တော်စုအများပြားကနေထိုင်ရေးအခက်အခဲတွေကြုံတွေ့နေရသလိုအဝတ်အစားအိမ်သုံးပစ္စည်းနဲ့စားတောက်ကုန်တွေပျက်စီးဆုံးရှုံးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ရေမကျသေးတဲ့အတွက်ရေဘေးသင့်ပြည်သူတွေအတွက်တောက်သုံးရေနဲ့အခြေခံစားတောက်ကုန်တွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အခုနှစ်မိုးရာသီအတွင်းဖားကန့်ဒေသမှာရေကြီးရေရှမ်းမှု9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးလက်ရှိရေကြီးမှုကအရင်ဖြစ်စဉ်တွေထက်ပိုမိုဆိုးဝါးကပျက်စီးဆုံးရှုံးမှုများပြားတဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းတုံမြို့နယ်လွယ်ခန်းလုံကျေးရွာအုပ်စုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကရက်ကျေးစရေးဦးဟိန်းစေယာဦးကဒေသခံပြည်သူတွေထံကရက်ကွက်ကျေးရွာထောက်ခံစာတွေထုတ်ပေးတာမှာငွေကျပ်သိန်းချီပြီးအဓမ္မတောင်းယူနေတယ်လို့ဒေသခံလူထုထံကသတင်းရရှိပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်အရရက်ကျေးစရေးဦးဟိန်းစေယာဦးကရုံးကိစ္စတွေဆောင်ရွက်ဖို့လာရောက်သူတွေထံကထောက်ခံစာတစ်စောင်ကိုငွေကျပ်3သိန်းကနေ5သိန်းထိတောင်းယူနေပြီးအခက်အခဲရှိတဲ့ပြည်သူတွေကိုပါမဖြစ်မနေပေးဆောင်ရတဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်။ဒါအပြင်ဦးဟိန်းစေယာဦးကသူ့ရဲ့ရောက်ခမဖြစ်သူနဲ့ပူးပေါင်းပြီးလွယ်ခန်းလုံကျေးရွာနဲ့ပန်စလီကျေးရွာကြားမှာရှိတဲ့တဘောင်ဝတောတောင်တဲကဗတောင်အင်ဂျင်နဲ့ထင်းရှူးတစ်တွေကိုစီးပွားဖြစ်ခုတ်ယူရောင်းချနေတာ3နှစ်ခန့်ရှိပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကလည်းတစ်ခိုးထုတ်တဲ့အဖွဲ့ကလေးလုံးထိုးကားအသုံးပြုပြီးတစ်တွေကိုတရားမဝင်တင်ဆောင်ကမိုင်းဆက်မြို့နယ်ဘက်ကိုပို့ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ရွာသားတွေကရွာနီးဝန်းကျင်ကတစ်တွေမခုတ်ဖို့တွားတာကိုမရတဲ့အပြင်တားမြစ်ပြောဆိုသူတွေကိုရွာမှာမနေနဲ့ရွာကနေထွက်သွားဆိုပြီးချင်းချောက်တာတွေလုပ်တယ်။သူ့ရောက်ခမကပြည်သူ့စစ်ခေါင်းဆောင်ရဲ့သမီးဖြစ်လို့အာဏာနဲ့လက်နက်ကိုအာကိုပြီးလူထုကိုဖိအားပေးနေတာလို့မိုင်းတုံဒေသခံတဦးကပြောပါတယ်။ဦးဟိန်းစေယာဦးကအရင်ကကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်စင်လက်ခတားကြီးနဲ့နီးကပ်စွာပူးပေါင်းပြီးအာဂရိလိုက်စားမှုတွေလှုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဦးကျော်စင်လက်ကတရားမဝင်ရွှေတူးဖော်မှုနဲ့ကျေးရွာလူထုပေါ်ဖိနှိပ်မှုဆိုင်ရာတိုင်ကြားမှုတွေကြောင့်ရှမ်းပြည်အစိုးရအဖွဲ့ရဲ့အမိန့်နဲ့ယာဒူးကနေဖယ်ရှားခံခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာအစားထိုးတာဝန်ပေးထားတဲ့ယာယီကျေးရွာအုပ်ချုပ်ရေးမှူးဦးကြဖူကလည်းရက်ကျေးစေးဦးဟိန်းစေယာဦးရဲ့လုပ်ရက်တွေကိုထ
ထိရောက်စွာတားဆီးအရေးယူနိုင်ခြင်းမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီအတွက်ဒေသခံပြည်သူတွေကအကျင့်ပြတ်ခြစားမှုတွေနဲ့အာဏာအလွဲသုံးစားပြုလုပ်နေတယ်လို့ဆွဆွဲခံထားရတဲ့ရကြေးစည်ရေးဦးဟိန်းစေရဦးကိုမြို့နယ်နဲ့ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတွေကစစ်စစ်အရေးယူပေးဖို့တောင်းဆိုနေကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာဒီကနေ့အတွက် Voice of Federal ကရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ရက်တွေမှာလည်းအခုလိုစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာကျွန်တော်စန်းလှိုင်ထွန်းပါ